အဲ့တော့ကျွန်တော်အမြဲတမ်းကြားနေရတာဂျပန်ရဲ့ကောင်းကြောင်းတွေကြီးပဲတောက်လျှောက်ကြားနေရတယ်ဥပမာပြောမယ်ဆိုရင် main in Japan ဆိုရှင်ကောင်းတယ် main China ဆိုရင်တရုတ်ဆက်တရုတ်ဆုပ်အဲ့ကြောင့်တော့မသုံးညင်ဘူးတော့အခုလို့ရှိရင်လူတွေနဲ့ပတ်သက်ပြီးဆိုရှင်လည်းအချိန်ကြီးကြတယ်တို့အလုပ်ကိုကျိုးစားစားလုပ်တဲ့လူတွေတို့အဲ့လိုပြောကြရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒီတစ်ခေါက်မှာတော့ဂျပန်ရဲ့ကောင်းကြောင်းလုံးဝမပြောသူရဲ့ကျွန်တော်တို့လူတည်နေတဲ့ dark side လေးတွေပေါ့နော်အဲ့ဟာလေးတွေကြီးပဲကျွန်တော်ကပြောသွားချင်ပါတယ်အဲ့တော့ဒီဟာတွေကိုနားထောင်ပြီးတော့ကိုယ့်လူလေဂျပန်ဒါမျိုးပါလားဆိုတာသိသွားမယ်လို့ပြောလိုက်တယ်အောက်မှာလည်းခံတယ်ပေါ့လေအဲ့တော့ပထမဆုံးတစ်ခုကိုကျွန်တော်ပြောမယ်ဆိုရင်ဒီအပိုင်းမှာဒီဂျပန်ကိုကျောင်းလာတက်တဲ့ကျောင်းသားတွေနဲ့ပြဿနာအတက်ဆုံးကိစ္စတစ်ခုကျွန်တော်ပြောပြချင်တယ်အဲ့ဒါဘာလဲဆိုတော့ကျောင်းလာတိုင်းနဲ့အချိန်ပိုင်းအလုပ်ကိုတစ်ပတ်မှလုံရင်းတလက်နဲ့ကျောင်းတက်နေတဲ့ကျောင်းသားတွေကမြန်မာနိုင်ငံမိဘကိုပြန်ပြီးငွေထောက်ပံ့နိုင်လားမထောက်ပံ့နိုင်လားဆိုတဲ့ကိစ္စအဲ့တော့ဒီအောင်တည်တည်ချာချာအမှန်တိုင်းရှင်းပြမယ်ဆိုလို့ရှိရင်အဲ့တော့ကျွန်တော်ဟိုအခြေခံအကြောင်းလေးကိုသွားလိုက်အောင်အဲ့တော့ကျောင်းသားတယောက်ကဒီမှာအလုပ်လုပ်ဖို့က28နာရီတစ်ပတ်ကို28နာရီလုပ်လို့ရတယ်အဲ့တော့တစ်ပတ်ကို28နာရီအဲ့ဒါကိုပဲကျွန်တော်ပြန်မြလောက1000နဲ့ပဲတွက်လိုက်ပါနော်အဲ့တော့မြို့နယ်လိုက်ကတော့1000တို့1100 1150တို့ကွာတယ်အိုဆာကားတော့အခု1150ပေါ့ဒါပေမဲ့ကျွန်တော်တွက်လို့ရအောင်လို့1000နဲ့ပဲတွက်ပြပါမယ်နော်အဲ့တော့တစ်ပတ်ကို28နာရီဆိုတော့28000၄ပတ်ဆိုတော့33200 33200ကအမှန်တမ်းပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အိမ်လာက gas ဖို့မီးဖို့ကျန်းမာရေးကုန်ဖုံးပေးကေးဖုံးကိုလည်းအရေးကြနေဝင်လို့ရှိရင်ဖုံးဖို့ပြီးလို့ရှိရင်ဘာလို့ရှိတော့တွားရေးလာရေးစရိတ်တွေရှိသေးတယ်စားသေးတောက်သေးရှိသေးတယ်အဲ့ဒါမှကြားထဲမှာကိုယ့်ရဲ့ဒီအသုံးလိုတာလေးတွေတို့တောင်းလို့ရှိရင်လည်းအပျော်ပါပေါ့လေလူငယ်ဆိုတော့အပျော်ပါတကူသုံးနေတာလေးရှိလို့ရှိရင်ငွေစုပြစ်လားဆိုတော့မစုပြစ်မဟုတ်စုပြစ်တယ်ဒါပေမဲ့ဘယ်လောက်ပဲစုပြစ်တော့1000 2000 3000အဲ့လောက်စုပြစ်တယ်ဒါကကျွန်တော်အလုပ်တစ်ခုတည်းလုပ်တဲ့နေရာကိုပြောရနော်အကယ်ကိုကဒါကျွန်တော်illegal ပေါ့နော်လက်ပေးအလုပ်လုပ်နေဆိုလို့ရှိရင်တော့ဒီထက်ပိုပြီးတော့ရှာနိုင်တယ်ဒါပေမဲ့ဒီဟာကဒီចောင်းသားတက်ကိုလည်းထိခိုက်နေတာရှိလာနိုင်တယ်အဲ့တော့ဒီအိမ်ကိုပြန်ပို့တာနဲ့မပို့ရတဲ့ကအိမ်နဲ့ကိုယ်နဲ့ကြားထဲမှာညှိထားမှာပေါ့လေဒါအလုပ်ကိုနှစ်ခုသုံးခုတော့ကျွန်တော်မလုပ်နိုင်ဘူးစောင့်ပါ focus ထားခြင်းနဲ့ဆိုလို့ရှိရင်အိမ်ကိုတခြားပြောအိမ်ဘက်ကလည်းဒီလိုရှင်းပြမှသိမှာဘာလို့ကျွန်တော်သိတဲ့လောက်ကအိမ်နဲ့ចောင်းသားအိမ်နဲ့အများစုကြားထဲမှာကတခြားရှင်းမပြလို့ပြဿနာတက်တဲ့ကိစ္စတွေမှာအများကြီးပဲအဲ့တော့အဲ့တခုကိုကိုယ့်ရဲ့အိမ်ကိုတခြားပြောပြမယ်အကေအိမ်ကိုပြောမှပြလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုကြီးတက်ပို့လိုက်ပြီးသွားရောကိစ္စပြတ်သွားတယ်အဲ့တော့ဟိုမျိုးလေးလဲကုန်ကြမလို့တော့သူတို့လည်းဒီလိုပါလားဆိုပြီးနားလဲသွားလိမ့်မယ်အဲ့တော့အမေရိကန်ဒီကပြောချင်တာဘာလို့ဆိုဒီအလုပ်ကိုနှစ်ခုသုံးခုလုပ်လို့ရှိရင်ចောင်းသားတယောက်ကចောင်းနဲ့စာနဲ့နဘန်းလုံးနေမယ်အချိန်မှာအလုပ်တွေပဲထပ်တိုးလာလို့ရှိရင်စာအုပ်တစ်ချက် focus မလုပ်နိုင်တော့အဲ့တော့ထားပါတော့ចောင်းတွေမှာကျွန်တော်အမှတ်တကြလာမယ်အဲ့တော့ထားပါတော့ဟို recommendation letter တို့ပါလို့လိုချင်လို့ရှိရင်အမှတ်ကောင်းကောင်းမရထားတဲ့အတွက်မရနိုင်တော့အဲ့လိုမျိုးတွေဖြစ်လာမယ်အဲ့တော့ဒီအရေးကြီးတော့ကျွန်တော်အဓိကအပြောချင်ဆုံးဖြစ်ခဲ့တဲ့ဟာတော့အဲ့ဒီခုပေါ့လေဒါပေမဲ့နောက်တစ်ခုကိုဆက်သွားလိုက်အောင်နောက်တစ်ခုကဂျပန်ကကျွန်တော်တို့တည်ထားတဲ့ထင်ထားတဲ့အတိုင်းလူမှုဆက်ဆံရေးကောင်းလားအချိန်ကိုအကုန်တီးကြလားလုပ်ကိုတေချာလုပ်လားအဲ့ဒါလေးကျွန်တော်နည်းနည်းပြောလိုက်အောင်ကျွန်တော်တို့အရင်တုန်းကကြားခဲ့တဲ့တည်ခဲ့တဲ့ဟာတွေကဂျပန်ကဒီစစ်အပီးကာလာမှာပေါ့လေတောက်လျှောက်သူတို့ရဲ့ economy ကိုပြန်ပြီးတော့တည်ဆောက်နေတဲ့အချိန်မှာလုံးပန်းပြီးတော့စူးစမ်းခဲ့တဲ့ကာလဟာတွေပေါ့တောက်လျှောက်ကိုကျွန်တော်ကြားခဲ့တယ်အဲ့တော့အဲ့ဟာတွေကကျွန်တော်တို့စကားပေါ့လေစကားဆိုစနေပြီးတော့ကသွားပြီးတော့ကျွန်တော်တောက်လျှောက်ဒီလိုပဲဟိုဂျပန်တွေကဒီလိုပဲလုံစူးစမ်းလူတွေတိကျတဲ့လူတွေဆိုတော့မျိုးလုံးဝစိတ်ထဲမှာဆွဲသွားတယ်ဒါပေမဲ့တစ်ခုဖြစ်နေတာကဘာလို့ဆိုတော့ဂျပန်လူမျိုးတိုင်းကအချိန်ကိုတိကျတာမဟုတ်ဘူးအရန်လေးစားတာလည်းမဟုတ်ဘူးအလုပ်ကိုကျူးကျူးဆဆလုပ်တယ်လည်းမဟုတ်ဘူးဘာလို့ကျွန်တော်ရှင်းပြမယ်နော်အဲ့တော့ပြဿနာကဘယ်လိုလဲဆိုလို့ရှိရင်ဒီ
ကျွန်တော်တို့ကတီးခဲ့တော့ကကြတော့သူတို့ကဒီ economy လုံးဝတီဆောက်မယ်ဆိုပြီးတော့တနည်းနဲ့ချပြီးတော့အလုံးလုံးနေတဲ့ကာလဟာတွေဆိုတော့အခုကြတော့သူတို့ကကျွန်တော်တို့တီးရဲ့ generation မတူတော့သူလူငယ်တွေဘက်ကိုရောက်လာအဲ့တော့ချိန်ပိုင်းမှာအလုံးကိုသိမ့်မလို့ချင်တဲ့လူတွေပါလာမယ်ချိန်သိမ့်မလေးစားလူတွေလာမယ်ကျွန်တော်ဥပမာတစ်ခုပြောပြမယ်နော်ကျွန်တော်ရဲ့အတိကျွန်တော်နဲ့အလုပ်တူတူလုပ်တဲ့ဂျပန်လူမျိုးတယောက်ဆိုလို့ရှိရင်အလုံးနောက်ကြတာဘယ်လောက်နောက်ကြတယ်ထင်တော့2 နာရီနောက်ကြတယ်2 နာရီနောက်ကြတယ်အဲ့တော့ဒါဥပမာတစ်ခုပဲပြောပြတော့ကျွန်တော်ကိစ္စတွေအများကြီးရှိတယ်ဥပမာဒါမှတစ်လလုံးဒီမှာတရက်မှကို shift မဝင်ထားတဲ့ဂျပန်လူမျိုးတို့ဘာလို့အဲ့လိုမျိုးလည်းရှိတယ်အဲ့တော့ကျွန်တော်တို့အမြဲတမ်းသိထားတဲ့ပုံစံမဟုတ်ဘူးဒီမှာလည်းပြောင်းလဲနေတယ်အများကြီးရှိတယ်အဲ့တော့ဒါနောက်ထပ်ကဏ္ဍတစ်ခုပေါ့လေနောက်တစ်ခုကသူတို့လူမှုဆက်ဆံရေးအမှန်တကယ်ကောင်းလားဆိုတော့မျိုးကျွန်တော်တို့သွားကြည့်လိုက်အောင်အဲ့ဒီဟာကကျွန်တော်ကိုယ်တိုင်အတွေ့အကြုံကျွန်တော်ပြောပြတာဖြစ်တဲ့အတွက်ကိုလူတို့ကတော့ကျွန်တော်ကနည်းလေးခွဲခြားပြောရလို့ထင်ကောင်းထင်နေမယ်ဒါပေမဲ့ဒီဟာကဘာလဲဆိုတော့ကိုလူကအမှန်တကယ်ဂျပန်လူမျိုးတရားရောက်တဲ့တငယ်ချင်းဖြစ်ချင်တဲ့ထောင်ကျွန်တော်တို့ဂျားထဲမှာကျွန်တော်တို့မမြင်နိုင်တဲ့နိုင်ရန်တွေရှိတယ်ဒါပါတော့ကျွန်တော်တို့ language ပိုင်းဆိုင်ရာတွေအတွေးခေါ်ပိုင်းဆိုင်ရာတွေပြီးလို့ရှိရင်အယူဆတွေပေါ့လေပြီးတော့သူတို့ကြီးပြင်းတဲ့ပတ်ဝန်းကျင်နဲ့ကိုယ့်ရဲ့ကြီးပြင်းတဲ့ပတ်ဝန်းကျင်သူ့ရဲ့အတွေးခေါ်တဲ့ကိုယ့်ရဲ့အတွေးကိုအဲ့လိုအများကြီးกว่าတယ်ဥပမာကျွန်တော်တခုပြောပြမယ်နော်ကျွန်တော် university စတက်တော့ကျွန်တော် group တစ်ခုလုပ်ပေးတယ်တော့ဘာလို့ဆိုတော့ကျွန်တော်တို့ senior တွေက junior တွေလက်တွဲခေါ်သွားဖို့ဒီအကြောင်းရဲ့ကိစ္စတွေကိုရှင်းပြဖို့ဆိုပြီးတော့အဲ့လိုမျိုးလုပ်ထားတာအဲ့တော့အဲ့ group မှာကျွန်တော်ရဲ့ Java စီက2ယောက်ပဲပေါ့နော်ကျွန်တော်ယောက်ျားလေး3ယောက်ရဲ့senior 2ယောက်ရှိတယ်တက်ရတဲ့ final 2ယောက်အဲ့တော့အဖွဲ့ပေးလိုက်တာအဓိကဘာလို့ဆိုဒီအကြောင်းနဲ့ပတ်သက်တဲ့ဟာတွေသိအောင်ပို့ပြီးတော့အကြောင်းသားဘဝကိုပို့ပြီးပျော်ရွှင်အောင်လို့ဆိုပြီးတော့ group ဖွဲ့ပေးပြီးတော့စကားပြောတာတွေဒါပါ activity တွေလုပ်တာတွေပါနော်အဲ့လိုမျိုးတွေသူက group ဖွဲ့ပေးလိုက်တယ်ဒါပေမဲ့ပထမဆုံးစတွေ့ချင်းမှာသူတို့ဘက်ကအရန်တက်ကြွပဲအရန်တက်ကြွတဲ့ပြောတယ်ရီမောမောနဲ့ဒါပေမဲ့ဒီအချိန်တိုင်းတာတစ်ခုရောက်လာတယ်ဘလို့ဆို2ပတ်လောက်ကြာတော့ကျွန်တော်တို့လုံးဝဟိုဘောနော်ဘယ်လိုပြောမလဲချင်းရတယ်ပေါ့လေတနေရာသွားဖို့တို့မုံသွားစားဖို့တို့ဘာလို့ပြောလို့ရှိရင်အစပြောတော့ကိစ္စမရှိအဲ့တော့မဲ့ရမှာနယ်လီနေမကောင်းလို့တော့လုံးဆက်လေးပေါ်လာလို့တော့ဘာလို့ပထမတစ်ခေါက်စဖြစ်တယ်အဲ့တော့ကလည်းကျွန်တော်သိချင်အောင်လည်းမသိသေးဘူးပေါ့လေရပါတယ်ပေါ့ဒါလူတန်းကဒီလိုမျိုးကိုကိစ္စနဲ့ကိုအရေးကြီးကြရဆိုတော့ထားလိုက်ပါတော့ဆိုလိုမျိုးဒါပေမဲ့နှစ်ခေါက်မြောက်လဲဒီလိုပဲသုံးခေါက်မြောက်လဲဒီလိုပဲဆိုတော့ကျွန်တော်တို့3ခေါက်ကလည်းစပြီးရိမ့်မိလာတာပေါ့လေအဲ့တော့ဟုတ်တော့မဟုတ်သေးကျွန်တော်တို့3ယောက်ကနိုင်ငံမတူတဲ့တယောက်ကဥဇဘက်ကစ္စတန်နောက်တစ်ယောက်ကကျတော့အင်ဒိုနီးရှားနောက်တစ်ယောက်ကတော့ကျွန်တော်ပေါ့လေအဲ့ကျွန်တော်ဖြည်းဖြည်းချင်းနဲ့အဲ့တော့ဖွဲ့ပလိုက်တော့9ယောက်ဖွဲ့ဂျပန်2ယောက်နဲ့တခြားနိုင်ငံ3ယောက်ပေါ့နော်အဲ့2ယောက်ကမရှိတော့ပဲကျွန်တော်3ယောက်က3ခေါက်တပွဲတွဲနဲ့အခုချိန်နေတကယ်ချင်းတွေပဲကို2ယောက်ကဘယ်ပြောလို့ပြောတယ်မလဲမသိလဲအဲ့တော့ထားပါကျွန်တော်ပြောချင်တာကတကယ်ချင်းနေလုံးတဲ့ဟိုဖြစ်တဲ့နေရာမှာလဲမိတ်ဆွေဖွဲ့တဲ့နေရာမှာလဲလုံးဝကိုခုနကကျွန်တော်ပြောခဲ့လို့မမြင်နိုင်တဲ့နိုင်ငံတွေရှိတယ်အကယ်၍အဲ့မမြင်နိုင်တဲ့နိုင်ငံတွေကိုကြော်လွှားပြီးတော့တကယ်ရေးလုံးနိုင်တယ်ဆိုလို့ရှိရင်တော့ကောင်းတယ်ဘာလို့ဆိုကိုတို့လည်းအကျိုးရှိရပေါ့လေသူကြည့်ရနေပြီးတော့ဂျပန်စကားတွေသင်လို့ရတယ်ကိုမသိတဲ့ဟာတွေရှင်းပြခိုင်းလို့ရတယ်အကယ်၍ဟောပြလို့ရှိရင်လည်းကိုလူတွေကဂျပန်လူမျိုးမှာရည်စားထားနေတယ်လို့ဆိုရှင်လည်းရည်စားတော်လည်းရတယ်ဒါလည်းကျွန်တော်ဟာသားအနေနဲ့လည်းပြောတာပါအဲ့တော့ဒီလိုမျိုးကိစ္စလေးတွေရှိတယ်ဆိုတော့တချို့တွေကမသိဘူးပထမဆုံးကျွန်တော်အဓိကထားပြီးပြောချင်တဲ့ခါကအဲ့အိမ်ကကျောင်းသားအိမ်ရနဲ့ဒီကျောင်းသားတွေနဲ့ပြဿနာဖြစ်တဲ့ကိစ္စတော့အဓိကပြောချင်တာဒါပေမဲ့ကျန်တဲ့ဟာလေးတွေကကျွန်တော်တို့ပုံမှန်ဒီတိုင်းတွေးလို့ရှိရင်တော့ကိစ္စမရှိဘူးဒါပေမဲ့ကျွန်တော်တို့နေ့စဉ်ဘဝနဲ့အဲ့ဒါတွေဆက်နေအရာတွေဆိုတော့ကျွန်တော်တို့အတွက်ကတမျိုးမဟုတ်တမျိုးအဲ့ effect တွေကလာတယ်ပေါ့လေအဲ့တော့အဲ့ကြမှာပဲဒီလိုမျိုးကြီးပါလားဆိုပြီးဖြစ်သွားမှာဆိုလို့ကျွန်တော်ကအခုကတည်းကနေစပြီးတော့နည်းလေးပြောပြရအနေနဲ့ထားလိုက်တာအဲ့တော့ဒီဗီဒီယိုနားထောင်ပြီးတော့ပဲကိုအိမ်နဲ့ကိုနဲ့ငွေလွှဲမလားနား
ဒါမှမဟုတ်လို့ရှိရင်လည်းဟိုအိမ်ထဲတခြားလေးတိုင်ပင်ပြီးတော့ကျောင်းလာကတော့ကိုစုမယ်ဆိုပြီးတော့ဘယ်လိုပဲထားမလားဒါမျိုးပြောလို့ရတယ်နောက်တစ်ခုကဒီဂျပန်မှာလည်းအလုပ်နဲ့ပတ်သက်ပြီးတော့ချိုးစီမီစီကမလိုက်နိုင်တဲ့လူတွေရှိဆိုတော့နားလဲတော့မယ်နောက်ဆုံးတစ်ခုကတော့ဒီသူတို့အနေနဲ့မိတ်ဆွေဖွဲ့တဲ့အခါမှာအခက်အခဲတွေဘယ်လိုရှိရဆိုတော့ကျွန်တော်ပြပြသွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အချက်၃ချက်ကိုနားထောင်ပြီးတော့ပို့ပြီးတော့ဘယ်လိုပြောမလဲကောင်းမွန်တဲ့ခြေလမ်းလေးတွေတို့ဆုံးဖြတ်ချက်လေးတို့ချနိုင်ပြီလို့ကျွန်တော်မျှော်လင့်တယ်အဲ့တော့ကျွန်တော်ဒီတောက်လျှောက်ဒီကာလာတစ်ခုထဲမှာကိုနဲ့နေမတင်ပြတာလည်းကြာသွားပြီပေါ့နော်အဓိကကျွန်တော်ဘာလို့ဒီ3လပိုင်း28ထင်တယ်အဲ့မှာဖြစ်ခဲ့တဲ့ငလင်ပြီးတော့အဲ့ငလင်ကာလာတွေမှာကျွန်တော် content တွေရိုက်သေးတယ်ဒါပေမဲ့မတင်ရက်ဘူးပေါ့လေကိုလူတွေလည်းကိုဒုက္ခတွေလည်းရောက်နေဆိုတော့ဒါပေမဲ့ကျွန်တော်အဲ့အစားကျွန်တော်တခြား focus ပေါ့နော်ဒီလိုအပ်တဲ့နေရာတွေကုညီဖို့တော့ပါတော့ကျွန်တော်တော့ပြီးအာရုံစိုက်ခဲ့တယ်ဒါအခုကတော့ကျွန်တော် content ချင်းဒီလက်တိုင်းတာတစ်ခုတည်းရောက်သွားပြီမလို့content ပြန်နေတဲ့သဘောပေါ့လေအဲ့နောက်ခေါက်တွေမှာကျွန်တော်ဘလို့ဟာတွေကို sharing လုပ်ပေးရမယ်ဆိုတာမျိုးလေးတွေအကြံရှိလို့ရှိရင်ကျွန်တော် comment မှာရေးသွားပေးလို့ရပါတယ်အဲ့တော့ပြီးတော့ like and subscribe လုပ်တော့မမေ့ပါနဲ့နောက်ခေါက်မှာပြန်တွေ့မယ်